ရင်မွေးတွေကိုဆိုင်မှာသွားပြီးကိုယ်တိုင်ကိုယ်ကြအနက်နေစမ်းပြီးဝယ်တော့မယ်ဆိုရင်ဒီချက်လေးသိထားရင်ပို့ပြီးတော့အနက်ရှူလို့ပိုကောင်းပါလိမ့်မယ်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ပေါ့ဗျာဥပမာကျွန်တော်တို့ကဒီရင်မွေးလေးစမ်းပြပါဆိုကျွန်တော်စမ်းပြလိုက်တယ်ထားလိုက်ဥပမာကျွန်တော်တို့ကဒီမှာစာရွယ်လေးရှိတယ်တစ်ချက်ဖြန်းလိုက်တယ်ဒီလိုလေးဖြန်းလိုက်ရင်ကျွန်တော်တို့လက်ထဲမှာကို10စက္ကန့်လောက်ကျွန်တော်တို့အချိန်ဖြုံးပါတယ်။ဘာကြောင့်လဲဆိုတော့သူဝုန်းကနေတက်သွားမယ်ဒီကနေစဖြန်းလိုက်တဲ့ခါမှာရမယ်အရက်ပြန်နှံ့နေနှာခေါင်းနဲ့တန်းရောက်မသွားအောင်ကျွန်တော်တို့က10စက္ကန့်လောက်အချိန်ဖြုံးပါတယ်။အဲ့ဒါပြီးသူ့ကိုပေးလိုက်ပါတယ်ထားလိုက်ပါတော့နော်။အဲ့ဆိုသူ့လက်ထဲမှာလည်းသူခဏလောက်တော့အချိန်စောင့်နေတယ်လို့ထင်တယ်။ကျွန်တော်တို့ကအများပြရမှာဆိုတော့ကျွန်တော်တို့လက်ထဲမှာအကြာကြီးမထားနိုင်ဘူး။ဒီလိုလေးခါလိုက်တယ်လေနဲ့ထိတွေ့လိုက်တယ်ဗျာ။နောက်ပြီးတော့ဒီဘယ်ရင်မွေးမဆိုဗျာအရက်ပြန်နဲ့လှုပ်ထားတာဖြစ်တဲ့အတွက်ပထမဘလောက်ကောင်းတဲ့ရင်မွေးဖြစ်ဖြစ်ပထမဖြန်းလိုက်တဲ့အချိန်မှာနည်းနည်းလေးအရက်ပြန်နှံလေးထောင်းကနေထွက်လာပါလိမ့်မယ်နောက်တစ်ခုရှိသေးတယ်ရင်မွေးအနှံ့တွေကဆိုင်မာလာဝယ်ချတယ်ဆိုရင်2မျိုး3မျိုးတွေမကဘူးဗျာ5မျိုးတည်းမကကြဘူးဗျာတချို့ကျရင်9မျိုး10မျိုးတော့ဖြစ်သွားတယ်ဆိုရင်နှာခေါင်းထဲမှာအနှံ့တွေရောသွားပါတယ်တစ်ခုနဲ့တစ်ခုအဲ့ဆိုရင်ကျွန်တော် coffee brew လေးထားပေးထားပါတယ် coffee brew လေးcoffee စီလေးရှို့ရင်ဗျာနှာခေါင်းကိုရှင်းပေးလိုက်တယ်လို့ပဲဖုံးတွေမှာဆိုရင်ဆက်ရှင်းတယ်လို့ပဲဗျာနှာခေါင်းကိုရှင်းပေးလိုက်တယ်လို့ပဲအနက်နေရောနေရမျိုးလေးဆိုရင် coffee လေးကကူညီပေးလိုက်မယ်တချို့ကတော့ coffee ရှူလဲအနက်နေရောတတ်ပါတယ်အနက်နေတကယ်ကြီးများသွားရင်တော့လုံးဝတစ်ခုတည်းလို့ဖြစ်သွားတာဗျာရင်မွေးအနက်တစ်မျိုးတည်းကိုရှူနေရတယ်လို့ပဲဘလောက်ပဲပြောင်းပြီးတော့ဆန်ခိုင်းတစ်မျိုးတည်းပဲရနေတယ်လို့ကြီးခံစားရတယ်ဗျာရင်မွေးနဲ့နေရတစ်ခုနဲ့တစ်ခုသွားတဲ့ပုံတွေကမတူတော့ဒီလိုပို့ပြီးတော့ပြင်းတဲ့အနံမျိုးကိုရှူမိလိုက်တယ်ဆိုရင်ဒီလိုတင်းတင်းလေးနဲ့ပို့ပြောတဲ့အနံအလိုဒီစာရွက်မှာမရှိတော့ဘူးလို့ခံစားရတယ်တကယ်တော့ဒီစာရွက်မှာအနံလဲဆွဲသေးတယ်ကြံလဲကြံနေသေးတယ်ဒါပေမဲ့သူတို့ကဒီလိုပြင်းတဲ့ဟာကြီးကိုရှူထားတဲ့အတွက်နှာခေါင်းထဲမှာဓာကြီးပဲရောက်နေမယ်ဗျာအဲ့ချိန်မှာဒီလိုပြင်းပြောတဲ့ဟာလေးချက်သူတို့နှာခေါင်းထဲမှာမရှိတော့ဘူးခဏလေးပဲဆွဲတာစာရွက်မှာတောင်ပျောက်သွားပြီလို့သူတို့ကပြောလို့ရှိတတ်ကြတယ်တကယ်တမ်းတော့မဟုတ်ပါဘူးအဲ့လောက်နဲ့ရေမွေးနဲ့နေရပျောက်သွားလေဘယ်တော့မှမရှိပါဘူးဒီစာရွက်မှာလည်းကြံသေးတယ်ဒီကဒါမဲ့ဒီပြင်းတဲ့ဟာကြီးရဲ့နှာခေါင်းထဲမှာရောက်နေတဲ့အတွက်ပြောတဲ့ဟာဆိုရင်နှာခေါင်းထဲမှာတိတ်ပြီးတော့ပြန်မဝင်တတ်တော့ပါဘူးအဲ့လိုမျိုးလည်းဖြစ်တတ်ပါတယ်ဒီလိုအနက်နေစမ်းပြီးမှဝယ်ခြင်းနေဆိုရင်တော့131 60 61မန်းလေးကျွန်တော်ရဲ့ဆိုင်မှာအနက်နေစမ်းပြီးမှဝယ်လို့ရပါတယ်ဒါလေးကတော့10 ml size ဖြစ်ပါတယ်ဒါကတော့30 ml size ပါဒါက50 ml size ပါဒီလိုမျိုးခွဲပြီးတော့လည်းဝယ်လို့ရပါတယ်ပလင်းလိုက်တွေဆိုရင်လည်း standard size တွေ100 ml size မျိုးတွေဆိုတော့ဝယ်လို့ရပါတယ်ပါကင်လိုက်ဝယ်လို့ရပါတယ်မန်လေးမျိုးဆိုအရင်ဝယ်ချရပြီးတော့မန်လေးတစ်မျိုးရဲလွယ်လို့ချက်မျိုးအားလုံးဝယ်ချိုးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်